မွေကိုက်ရင်ဘာမွေကိုက်လဲသိတယ်ငွေသိဖြစ်သေးရှိတယ်ဟုတ်ကဲ့အခုကျတော့ဘာဆေးထိုးလိုက်လဲလည်းမသိဘူးထိုးလိုက်တဲ့ဆေးကိုကိုရီးယားလည်းမသိဘူးမသိဘူးဆိုတော့အဲ့ဒီ gap အကြီးကိုငါဖြည့်မယ်ပေါ့ဖြည့်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ဆေးတွေကိုစလေးလာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီနေ့အစီအစဉ်လေးကတော့ကျွန်တော်တို့လူငယ်တွေအတွက်ရည်ရွယ်ပါတယ်လူငယ်တွေကစားသက်အမှုစဉ်အခါဝါသနာရှင်ကစားသမားတွေ PD တွေ steroid တွေကိုမသုံးပါနဲ့လို့တော့မဆိုလိုဘူးပေါ့နော်သုံးတဲ့အခါဒါမှမဟုတ်မတိဘဲနဲ့သုံးမိတဲ့အခါဘယ်လိုမျိုးကာကွယ်ရမလဲဘယ်လိုမျိုးဆင်ခြင်ရမလဲဘယ်လိုမျိုးရွေးချယ်ရမလဲဒီရွေးချက်လေးနဲ့သွားမှာဖြစ်တယ်ကျွန်တော်တို့ဒါပြန်ဝင်ကစားသမားတွေ body builder တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့ sharing လုပ်မှာမဟုတ်ဘူးဒီ season မှာတော့ကျွန်တော်တို့ဒေါက်တာချမ်းချင်းကျော်ကနေပြီးတော့လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ဒီ PD နဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုဆရာဝန်တယောက်ရဲ့ရှုထောင့်အနေနဲ့သုံးသပ်ပေးမှာဖြစ်ပါတယ်ပထမအဆုံးမိကုန်းအနေနဲ့ဒါဒီဆရာဒီလောကတွေကိုဘယ်လိုစတင်ဝင်ရောက်လာခဲ့ဖြစ်လဲပေါ့နော်ဆရာဝန်တယောက်အနေနဲ့ဟုတ်အဲ့တော့ဟောပေါ့နော်ကျွန်တော်ကဒီ2024တလပိုင်းလောက်မှာပေါ့နော်တလပိုင်းလောက်တကယ်တမ်းကျတော့ကျွန်တော်ကအင်အားဆရာဝန်ဟုတ်ကဲ့အခုလည်းဆရာဝန်ပါပဲเนาะဆရာဝန်ပဲအဲ့တော့ကျွန်တော် NGO မှာအလုပ်လုပ်တယ်စေကန်းဖွင့်တယ်ပေါ့လေဒီမှာစေကန်းဖွင့်တယ်အဲ့တော့ NGO အလုပ်တစ်ခုကနည်းနည်းလေးသူကရွှေ့သွားတဲ့အခါကျတော့ကျွန်တော်အရင်စိတ်ဝင်စားတယ် fitness trainer လုပ်မယ်ပေါ့ fitness trainer လုပ်မယ်ဆိုပြီးကျွန်တော်2024အစမှာ gym ကစားတဲ့ဗီဒီယိုအတူလေးတွေကျွန်တော် TikTok မှာရိုက်တင်ကြည့်တယ်အဲ့တော့တင်ကြည့်တဲ့အခါမှာဘာတွေ့လာလဲဆိုဒီ TikTok ကော Facebook ကောပေါ့နော်ဒီကနေမှာကိုယ်လက်ပြပေးတယ်ကိုယ်နဲ့အလားတူကစားတဲ့ဗီဒီယိုလေးတွေကျွန်တော်တွေ့လာတွေ့တော့ကစားနည်း technique တွေရောကစားတဲ့ body တွေရော body structure တွေရောဗျာအကုန်လုံးကကိုလိုက်လို့မမှီတဲ့လူတွေပေါ့နော်ပြီးတော့ဆိုတော့ကျွန်တော်ကလည်းဒီတက်ရွယ်မှာဆိုတော့လေဟိုပွင့်လင်းပြောရင်ဗျာကျွန်တော်ကအလုပ်တစ်ခုလုပ်ရင်နည်းနည်းတော့အမျက်ရမှလုပ်မယ်ဆိုတော့ဟာရှိတယ်เนาะဒါဖြစ်နိုင်ခြေရှိလားဖြစ်နိုင်ခြေမရှိလားဆိုတော့စဉ်းစားတော့ဘလို့မှမဖြစ်နိုင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ professional က body builder မဟုတ်ကျွန်တော်တို့က gym trainer လည်းမဟုတ်ဘဲနဲ့ဒီလိုလူတွေနဲ့ဒီ body နေရာမှာရောဒီကစားနည်း technique လိုနေရာမျိုးတွေမှာရောသွားပြီးရှင်လိုက်တဲ့အခါမှာကိုကတေးကြတယ်အနောက်မှာကြံခဲ့မှာအဲ့တော့ကျွန်တော်စဉ်းစားတာဒါဆိုရင်ငါ line ပြောင်းမှဖြစ်မယ်အဲ့တော့ဘာရှိလဲဆိုတော့ fitness line ကိုလည်းမစွန့်လွတ်နိုင်ဘူးဒီကလှုပ်ချင်တယ်ဘယ်လိုဖြစ်ဘာ line ပြောင်းမလဲစဉ်းစားတဲ့အခါမှာကျွန်တော်ဒီ performance drug တွေနဲ့ပတ်သက်တဲ့ line လေးကိုကျွန်တော်သွားမြင်မိတယ်ပေါ့နော်အဲ့လိုလေးကျွန်တော်ပြောင်းကြည့်မယ်ပေါ့အဲ့ဒီ drug တွေကိုကျွန်တော်2016ဝန်းကျင်တော့ကျွန်တော်ဒီပြန်ဝင်ကစားသမားတစ်ယောက်ပေါ့နော်နိုင်ငံကိုစားပြုတစ်ယောက်ကိုကျွန်တော် guide လုပ်ပေးဟုတ်ကဲ့ guide ဆိုတာကဗျာအဲ့တော့ကျွန်တော်ဆေးအကြောင်းတွေကျွန်တော်မသိသေးဘူးဘာမှမသိတော့သူကဆေးတွေလက်ပြတဲ့အခါမှာဒီဆေးကဘာဆေးဆိုတာလေ့လာရင်းနဲ့စိတ်ဝင်စားလေ့လာဖြစ်တယ်ပေါ့နော်လေ့လာပြီးတဲ့အခါမှာကျွန်တော်ဘာကိုသွားပြီးတော့သတိထားမိလဲဆိုတော့ဒီပြန်ဝင်ကစားသမားတွေတုံးနေတဲ့ဆေးတွေကတကယ်တမ်းကျွန်တော်အပြင်မှာလူနာတွေကိုကုနေတဲ့ဆရာဝန်တွေနဲ့ဂျားထဲမှာ gap အကြီးတစ်ခုရှိတယ်။ဘာလို့ဆိုတော့ကစားသမားတွေကဆေးတွေတုံးခြင်းလို့လာပြီးတော့ဆရာကျွန်တော်တို့ကတော့သူတို့ကျန်းမာရေးကိုစိုးရိမ်နေပေါ့နော်ကျွန်တော်တို့ဒီဆေးလေးတွေဘယ်လိုသွားမယ်ခိုင်းလုပ်ပေးပါဆိုရင်ဆရာဝန်တွေနဲ့ပြောစရာစကားမရှိဘူးဆိုတာကျွန်တော်တို့ကဒီဟာတွေ illegal ဆေးတွေဗျာဒီမှာ register မလုပ်ထားတဲ့ဆေးဟောကျွန်တော်တို့တခြားကုရမယ့်ယောဂတွေပါရအများကြီးရှိတာနော်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က trade တင်ထားတာလည်းမရှိဘူးကျွန်တော် basically သူ့ရဲ့ hormonal pattern တွေသူ့ရဲ့ chemical structure တွေလောက်ပဲသိမှာဒီဆေးကို Olympia ဖြစ်အောင်ဆေးကိုဘယ်လောက်ထိုးရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ guideline တွေမရှိဘူးမရှိတော့ဆရာဝန်တွေကမသိဘူးလို့ညင်လိုက်တဲ့အခါမှာ body builder တွေကဘာလုပ်ရလဲဆိုရင်ကိုမှန်ပြီးထိုးရဲဆိုတဲ့အားမျိုးတွေဖြစ်လာတော့နောက်ဆက်တွဲနေတဲ့စိုးကျိုးတွေဖြစ်လာဆရာဝန်တွေပြန်လာပြရင်ဆရာဝန်တွေနဲ့လည်းဘာဆေးထိုးလို့ဘာစိုးကျိုးဖြစ်မှန်းမသိဘူးဆိုတော့ဗျာမွေကိုက်ရင်ဘာမွေကိုက်လဲသိရင်မွေသိဖြစ်သေးရှိတယ်ဟုတ်ကဲ့အခုကျတော့ဘာဆေးထိုးလိုက်လဲလည်းမသိဘူးထိုးလိုက်တဲ့ဆေးကိုကိုရီးယားလည်းမသိဘူးမသိဘူးဆိုတော့အဲ့ဒီ gap အကြီးကိုငါဖြည့်မယ်ပေါ့ဖြည့်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ဆေးတွေကိုစလေးလာဖြစ်တာတော့အဲ့ဒီ2016 19ဝန်းကျင်อ่ะပေါ့လေလေးလာရင်လည်းကျွန်တော်2023 24လောက်မှာစပြီးတော့ဒီဟာလေးကိုကျွန်တော် sharing လုပ်ချင်တယ်နော် sharing လုပ်ချင်တယ်စပြီးတော့ကျွန်တော် share ဖြစ်တယ်အဲ့တော့စ share ဖြစ်တဲ့ဒီမှာတစ်လားလောက်မှာပဲမှတ်ရပေါ့နော်ဆရာနေတို့လည်းပါပါတယ်ဆရာနေတို့ဒီဆရာနိုင်ဦးတို့ဆရာထူးအောင်တို့ပေါ့နော်သူတို့ကဝိုင်းပြီးတော့ supporting ပေးကြတယ်ကိုနဲ့လည်း personally ကလုံးဝမသိတဲ့လူတွေတခြားကိုနဲ့ level မတူတဲ့လူတွေကြီးကတစ်ဖက်က professional တွေဒီကနေကိုကို welcome လုပ်တယ်ဆိုတော့ feeling ကအရန်ကောင်းတယ်ဟုတ်တယ်အရန်မိုက်တယ်โอเคဒါဆိုရင်တော့ဒီလိုလူတွေဒါငါ့ကိုလက်ခံတယ်ဆိုရင်ငါတော့ဆက်လုပ်မယ်ဆိုတော့ရှိလားဟုတ်ကဲ့ကျွန်တော်ဆက်လုပ်ပြတယ်
ဆက်ပြီး sharing လုပ်ပြတယ် sharing လုပ်ပြီးတော့ဒီကြားထဲမှာလည်းဒါတွေနဲ့ပတ်သက်တဲ့တိုက်ခိုက်လေးတွေဘာတွေလဲရှိမယ်ဆိုတော့ဆရာတွေကညွှန်ပြပေးတယ်ဒါတွေလည်းကျွန်တော်တတ်နိုင်တော့ handle လုပ်ပြီးတော့သွားဖြစ်တယ်ပေါ့နော်သွားပြရင်လည်းပဲအခုဆရာအနေနဲ့ဒီကိစ္စလေးတွေကိုကျွန်တော်လူငယ်တွေကို sharing လုပ်ပေးဖို့လူငယ်တွေဒီဆေးတွေနဲ့ပတ်သက်ပြီးတော့3သိန်းမ3သိန်းဆိုတာကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ပြီးတော့နားလည်ဖို့ပေါ့နော်နားလည်ဖို့အတွက်ကိုတတ်နိုင်တော့ကျွန်တော်ရှင်းပြပေးပါနော်အဲ့တော့နောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော် professional အနေနဲ့ကျွန်တော်ဘလောက်ပဲချိန်ကစားတဲ့တက်တမ်းပဲရှိကျွန်တော်ဘလောက်ပဲအချိန်ပေးတော့ပဲစော့ပေါ့နော်ဒီဘက် body building နဲ့ fitness level မှာရှိတဲ့သူတို့ personal trainer တွေသူတို့ပြန်ဝင်ကစားသမားတွေပေါ့နော်သူတို့နဲ့ရှင်ပြီးတော့ဒီ level တစ်ခုကိုတိုးပေါက်ဖို့ဆိုတာမဖြစ်နိုင်ဟုတ်ကျွန်တော်ဘလောက်ပဲစမ်းရှိတယ်ထားအောင်ဗျာသိတယ်မလားစမ်းရှိတယ်ထားအောင်ဒီလူတွေကိုကြော်သွားပြီးတော့အောင်မြင်ဖို့တို့တိုးပေါက်ဖို့ဆိုတာမဖြစ်နိုင်လူငယ်တွေအကုန်လုံးကတော့အလုံးလုံးတယ်ဆိုတာအောင်မြင်ခြင်းလို့လုပ်တာကြီးပဲအောင်မြင်ခြင်းလို့လုပ်တာကြီးပဲဒါပေမဲ့ခုနပြောသလိုပေါ့ကျွန်တော်အဲ့လိုတွေးလိုက်တဲ့အခါမှာငါတော့မဖြစ်တော့ဘူးအဲ့ဒါဆိုရင်တော့တေးကြတယ်ငါဒီလူတွေနဲ့ကသိတယ်မလားဒီလူတွေကိုသွားပြီးတော့တိုးပေါက်ဖို့ဆိုတာမဖြစ်နိုင်တော့ line ပြောင်းမယ် line ပြောင်းမယ်ဆိုတော့ဒီ performance နဲ့ပတ်သက်ပြီးတော့ဒီဆေးတွေနဲ့ပတ်သက်ပြီးတော့ coaching service ပေါ့နော် medical coaching service တွေပေးမယ်လိုအပ်ရင်သင်တန်းတွေပေးမယ်အဲဒီလိုမျိုးလေးတွေးပြီးတော့ကျွန်တော်စလုပ်ပြတာပေါ့နော်ကောင်းပါတယ်တို့ဒီကိုနဲ့အရန်အလန်းဝေးတဲ့ဟာဒါမှမဟုတ်နောက်ကောက်ကြနေတဲ့ဟာကြီးကိုမလိုက်ဖဲနဲ့ကိုကျွမ်းကျင်ပြီးသားဟာကို leverage ယူပြီးတော့ဒါကျွမ်းကျင်တဲ့အပိုင်းကနေသွားမယ်ဝင်မယ်ဖောက်မယ်ဆိုပြီးလုပ်လိုက်တာဒါအကျိုးလည်းရှိတယ်ဆရာလည်းအများကြီးတကူးတကကြီးနောက်ကနေလိုက်ဆရာမလို့ကိုကျွမ်းကျင်ပြီးသား medical ဘိုင်းလေးကိုဒါထိပြီးလေးလာပြီးတော့မတူညီတဲ့ရှုထောင့်လေးကနေကတုံးသက်ရုံပြီးတော့သွားတဲ့နေရာမှာသဘောကျတာတခုက medical point of view ကပဲပြောတယ် medical point of view ကပဲပြောရဲဆိုတာလေးကတော့မစိုးဘူးပေါ့နော်သဘောကျတယ်ပေါ့တော်တော်များများကတော့ဒါ professional မှာ professional experience ရှိတယ်ဒါကတော့ဆရာတို့ထဲမှာလည်းရေးမထားဘူးတကူရေတခါရဲ့ experience တွေရှိတယ်ဒါပေမဲ့ဆရာတို့ကဒါ medical point of view ကပဲပြောတယ် professional တွေ experience ကတစ်ပိုင်းဆိုတာကိုခွဲခြားပေးထားတယ်အဲ့ဒါလေးလည်းတော်တော်သဘောကျတယ်အဓိကတော့ဆရာဟိုပါပေါ့အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့လေသူတို့ရဲ့ကျွန်တော်တို့ဆရာဝန်တွေနေနေဗျာဒီဆေးတွေကို low dose 3ဘူးရင်3ဘူးပေးလိုက်ပဲပြန်ဝင် level တစ်ခုထိဖြစ်ဖို့အတွက်ပေါ့နော်ဥပမာ professional ပေါ့နော် professional တယောက် level တစ်ခုထိဖြစ်ဖို့အတွက် high dose တွေသုံးတဲ့ experience ကတော့ကျွန်တော်မှ theory ပဲရှိမှာဟုတ်ကဲ့ user experience မရှိနေဟုတ်အဲ့တော့ဒီပြန်ဝင်ကစားသမားတွေ coach လုပ်နေတဲ့လူတွေပေါ့နော်သူတို့ကြတော့ high dose တွေသုံးတဲ့အခါကျရင်ခန္ဓာကိုယ်မှာဘယ်လိုပြောင်းလဲလာမလဲmuscle growth ကဘယ်လိုဖြစ်မလဲ strength ကဘယ်လိုဖြစ်မလဲဆိုတာကိုသူတို့မှအသိတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီအသိတွေကကျွန်တော်တို့အတွက်ကိုအရင်အရေးကြီးတယ်ကျွန်တော်တို့ data တွေပဲ data တွေကအရင်အရေးကြီးတယ်ဟော PED ဆိုတဲ့သဘောကဗျာ illegal ဖြစ်နေတော့သူ့ရဲ့ဒီ scientific base လောက်တာတဲ့ evidence base လောက်တာတဲ့ data တွေကမရှိဘူးကျွန်တော်မှ data တွေအရင်လို့အော်ဒီလိုမျိုးကစားသမားတွေ coach တွေဒီက data တွေနဲ့တစ်ဖက်ကကျွန်တော်တို့ဒီ medical point of view က theory နဲ့ကိုပေါင်းဆက်လိုက်တဲ့အခါမှာကျွန်တော်မျှော်လင့်တာပေါ့နော်။နောင်တက်လာမယ့်ကစားသမားတွေအတွက်ကို level တစ်ခုကိုကျွန်တော်တို့တက်နိုင်တဲ့တော့ထိခိုက်နည်းနည်းနဲ့ရောက်အောင်ကျွန်တော်တို့ support ပေးနိုင်နိုင်မယ်လို့မျှော်လင့်တယ်။ဟုတ်နော်။ဘာလို့ဆိုတော့ဒါက join လုပ်ပြီးသွားရမယ့်ကိစ္စ။တခါတည်းကျွန်တော်တို့အားကြီးပဲသွားလို့လည်းမရဘူး။ကျွန်တော်ပို့ပြီးအံ့ဩတာတစ်ခုရှိတယ်။ဘာလို့ဆိုတော့အဲ့ဒီနိုင်ငံခြားမှာပေါ့နော်။သူတို့ဒီ coaching ပေးတဲ့လူတွေမှာတစ်ခုခု error တက်လာရင်သူကဘာလုပ်လဲဆိုတော့ဆရာဝန်ကြီးလွှဲတယ်။ဟုတ်ကဲ့။လွှဲတော့ဆရာဝန်ကကြည့်လိုက်လို့တက်ဆိုဆုံးနဲ့ပတ်သက်ရင်တက်ဆိုတဲ့ logic ဆိုတာရှိတယ်တက်ဆိုဆုံးအထူးခုသူ့စီလွှဲတယ်အော်ဆရာသုံးလိုက်လို့ဆရာဝက်ချန်တွေထွက်လာတာဒါမှမဟုတ် logic စီသွားအမျိုးသမီးပြဿနာတွေဖြစ်လာ gyneco logic ဟုတ်တာဖွားမီးရဲ့အထူးခုစီသွားအဲ့တော့ဆရာဝန်မှာတော့အဲ့လို branch တွေကိုသူတို့ကခွဲပြီးအားလုံး joint တင်းနဲ့သွားတာကျောင်းနိုင်ငံမှာမဖြစ်နိုင်ဟုတ်ကဲ့မဖြစ်နိုင်ဘာလို့တော့ကျောင်းနိုင်ငံမှာ steroid ဘိုးတော်များအကျွေးနဲ့ဝယ်ပြီးတော့ထိုးနေရတဲ့ကိစ္စဆရာဝန်ငှားပြီးတော့အဲ့လိုအထူးကုတွေကိုအများကြီးငှားမယ် coach တွေကိုအများကြီးငှားလို့မဖြစ်နိုင်တော့ကျွန်တော်ခုနပြောသလိုပေါ့နော် coach ကောင်းတယောက် personal doctor ကောင်းတယောက်ကဒီပြန်ဝင်ကစားသမားတွေအတွက်မဖြစ်မနေလို့ပါတယ်နော်ကျွန်တော်ကလိုတယ်လို့ယူဆတယ်ဒါကြောင့်မို့လဲကျွန်တော်ဒီဟာလေးတွေကျွန်တော်စပြီးတော့လုပ်ဖြစ်တာဟုတ်ကဲ့တကယ်ကြီးရွယ်ချက်လေးကောင်းပါတယ်နောက်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့သွားချင်တာဒီ PED တွေ steroid တွေဆိုတာဘာလဲဆိုတဲ့နေရာမှာဒါဆရာဝန်တယောက်အနေနဲ့တော့အကျယ်တဝင်းရှင်းပြရင်လေဒါရည်ရွယ်တဲ့ကလေးတွေကနားလည်မှာမဟုတ်ဘူးကစားသမားတွေဟိုအတွေ့အကြုံရှိတဲ့လူတွေနားလည်တဲ့သူတွေကတော့သိလိမ့်မယ်ဆိုတော့ဒီ PED ဆိုတာဘာလဲ steroid ဆိုတာဘာလဲဆိုတာကိုကလေးတွေနားလည်အောင်လူဘိန်းနားလည်အောင်ခုနှစ်သားသမီးနားလည်အောင်
လိုရင်းတို့ရှင်းလေးပေါ့နော် ဟုတ်ကဲ့ အဲ့ဒီပိုင်းလေးကိုကျွန်တော်တို့ဆက်သွားလိုက် PED steroid ဟုတ်ဟုတ် အတန်အတွက်မှလည်းခွင့်လို့ပါဒီကမှာဆိုတော့အဲ့ဒါဘာလဲပေါ့နော်ဒါလူငယ်တွေလူပိန်းနားလဲအောင်တစ်ချက်ရှင်းပြပါအောင် ဟုတ်အဲ့တော့ကျွန်တော်တို့ PED ပေါ့နော် PED ဆိုတာ performance enhancing drug ပေါ့နော်ကျွန်တော်တို့ရဲ့ performance တွေကို enhance ဆိုတာရှိပြီးသား performance ကိုပိုကောင်းအောင်တိုးမြင့်ပေးလိုက်တဲ့ဆေးတွေပေါ့ဗျာအဲ့လိုမျိုးအဲ့တော့တကယ်တမ်းသူ့ရဲ့နာမည်အပြည့်စုံက PIED လို့ခေါ်တယ် performance and image enhancing drug ကျွန်တော်တို့ရဲ့ performance တွေကိုဒါမကကျွန်တော်တို့ရဲ့ရုပ်ထွက်တွေကိုပါကောင်းစေတဲ့ဆေးတွေပေါ့နော်အဲ့လိုမျိုးက PED လို့ကျွန်တော်တို့ fitness level မှာ body building level မှာယူဆကြတယ်ပေါ့နော်အဲ့တော့ဒီ PED တွေမှာကျွန်တော်တို့က family တွေအများကြီးရှိတယ်ခုနကပြောသလိုပေါ့နော် PED ဆိုရင်ကျွန်တော်တို့က steroid ဘာမှလို့ steroid ပေါ့ဗျာ steroid ဆေးတွေကိုကျွန်တော်ကတန်းပြီးတော့မြင်ကြတယ် steroid တကယ်တမ်းကျတော့ PED မှာ steroid တစ်မျိုးတည်းမဟုတ်ဘူး steroid ဆိုတာ PED ဆိုတဲ့မိသားစုအကြီးရဲ့မိသားစုတေးသေးလေးတစ်ခုလာတာရှိတယ်တကယ်ကျတော့အဲ့ဒီ PED မှာဘာတွေပါလဲဆိုရင် anabolic hormone ဆိုတာရှိတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာငကိုယ်တွေကကျွန်တော်တို့မှာခန္ဓာကိုယ် anabolism ဆိုတာခန္ဓာကိုယ်ရဲ့တည်ဆောက်မှုဖြစ်စဉ်တွေကိုအားပေးတဲ့ hormone တွေပေါ့အထူးသဖြင့်တော့ insulin တို့ growth hormone တို့ IGF-1 တို့IGF-1 မှာ DES တို့ AR3 တို့သူက variant လေးတွေမျိုးကွဲလေးတွေရှိတာပေါ့လေနောက် mechano growth factor ဒါမျိုးလေးတွေရှိနောက်တစ်ခုကဘာလဲဆိုတော့ growth hormone ပေါ့နော်ကြီးထွား hormone ဒါလူငယ်တွေထဲမှာအရန်ကြိုက်ကြတယ်နော်အရန်ကြိုက်တယ်ကျွန်တော်တို့ကအရန်မြင့်ကျင်တယ်ကျွန်တော်တို့ကအသားရည်လှကျင်တယ်နော်ကျွန်တော်တို့ကထပ်ပြီးတော့ဆရာကျွန်တော်အရက်ပုနေတယ်တလက်မလောက်ထပ်ပြီးတော့ growth hormone လေးသုံးရင်ရှည်သွားမလားဆိုတဲ့ကိစ္စအဲ့တော့ growth hormone ကလည်း PED တွေမှာပါတယ်အဲ့တော့ growth hormone မှာလည်းသူကထပ်ပြီးတော့ရိုးရိုး growth hormone လား growth hormone တွေကမှအစဉ်ထပ်ပြီးတော့ branch တစ်ခုခွဲထားတဲ့အစီကျစီတဲ့အပိုင်းကိုပဲကျွန်တော်တို့ကဆွဲထုတ်ထားတဲ့အမျိုးအစားလားအဲ့လိုမျိုးထွက်ခွဲအဲ့ growth hormone လို့မဟုတ်ဘဲနဲ့ကျွန်တော်တို့က growth hormone အထွက်များစေတော့ဆေးများဆိုပြီးခေါင်းစဉ်အောင်နဲ့ဆေးတွေကရှိပြန်ဟုတ်ကဲ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီခေတ်မှာအရင်နာမည်ကြီးနေတဲ့ MK677 နော် Amutamoran လို့ဆေးမျိုးတွေပေါ့နော် CJC ပေါ့အဲ့လိုဆေးမျိုးတွေတချို့ကျတော့အဲ့ဒီထဲမှာသူ့ရဲ့ chemical structure ပေါ်မူတည်ပြီးတော့ပတ်တိုက်လားလမ်းပတ်တိုက်လားခွဲပြန်ခွဲပြန်တော့အဲ့ဒီမှာကျတော့ဗာလဲဆိုတော့ growth hormone ကိုသူကထွက်စေတဲ့ဆေးတွေပါပဲเนาะ growth hormone releasing hormone တို့ growth hormone releasing peptide တို့2တို့6တို့ပေါ့ဗျာအများကြီးပါဒါတွေကလေဒါရပြောရင်မပြီးဘူးအများကြီးပဲအဲ့တော့ဆိုတဲ့အိဗယ်က growth hormone တွေရှိတယ် growth hormone ကိုအထွက်များစီတော့ဆေးများဆိုတာရှိတယ်ဒါတအုပ်စုပြီးတော့နောက်တအုပ်စုကမှကျွန်တော်တို့ခုနပြောနေတယ် steroid လို့ပြောတဲ့ anabolic androgenic steroid AAS လို့ခေါ်တဲ့အုပ်စုတွေအဲ့တော့အဲ့ဒီ steroid တွေရဲ့မကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီကြွက်သားတွေကြီးထွားတာတွေအယိုးစစ်တွေရဲ့ density တွေကောင်းစေတာကိုမှန်တယ်သို့တော့ကျွန်တော်တို့နှစ်ဖူးတွေပြောင်းတာတို့ဝက်ချန်တွေထွက်တာလေစီတွေကြီးလာတာနော်အမျိုးသမီးဆိုလေအင်္ဂါတွေပုံပြောင်းလာတာနော်အမျိုးသားတွေဆိုရင်လည်းဒီကိုယ်လုံးမှာအမွှေးမြင့်တွေများလာတာနော်အမွှေးကကျွတ်တဲ့ညမှာကျွတ်တယ်များတဲ့ညမှာများတို့ဒီလိုတွေဖြစ်လာခြုံပြောရင်ဗျာအရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ရဲ့လိမ်မှုဝိသေသလက္ခဏာတွေပေါ့နော်ဒီဟာတွေပါတွဲပြီးလည်းဖြစ်တာဆိုတာ steroid တွေပါသူကမာဆယ်ကြီးကျင်လို့ဆေးထိုးလိုက်တယ်ဒါပေမဲ့မာဆယ်ကြီးလာတယ်နှစ်ဖူးပြောင်းသွားတယ်မာဆယ်ကြီးကျင်တယ်မိန်းကလေးဆေးထိုးလိုက်တယ်သို့တော့အတန်ကြီးပြောင်းသွားတယ်ဟုတ်ကဲ့ဝက်ချန်တွေထွက်လာတယ်အသားရည်ပြက်စီအဲ့တော့ steroid ရဲ့တစ်ခုတည်းတော့အဲ့လိုမျိုး steroid ကိုနောက်ပြန်ကျစေတဲ့နာမည်ကျစေတဲ့အကြောင်းအရာခုနကပြောတဲ့ androgenic action ဆိုတဲ့ခုနကပြောတဲ့ side effect တွေအဲ့တော့ steroid တွေကနှစ်ပေါင်းများစွာကျွန်တော်တို့ body building လောကမှာ1950ဝန်းကျင်တည်တယ်နော်50ဝန်းကျင်တော့စပြီးတော့ခက်စားလာအခုထိလည်းကင်းမဲ့သူက sorry သူကအဓိက main ဟိုပါပဲဒါပေမဲ့ခုနကပြောသလိုသူရဲ့ side effect တွေကိုထိတဲ့အခါမှာလူတွေကဘာထပ်ထွင်လဲဆိုရင်ခုနကပြောသလိုမျိုးနှစ်ဖူးပြောင်းတာတို့ကျွန်တော်တို့ဝက်ချန်ထွက်တာတို့အတန်ဩတာတို့မဖြစ်ရတဲ့ကြွက်သားတွေကိုပဲရွေးပြီးကြီးစေတော့ဆေးများဆိုပြီးတော့ scientist တွေကရှာကြတယ်ရှာကြတဲ့အခါမှာအဲ့ဒီမှာ saran ဆိုတဲ့ဆေးကြီးထွက်လာ selective androgen receptor modulator လို့ခေါ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားကြီးထွားစေတော့ receptor တွေကိုဒါရွေးချယ်ပြီးတော့ modulate လုပ်ပေးနိုင်တယ်လှုပ်ဆော်ပေးနိုင်တယ်တနည်းအားဖြင့်ဗမာလိုပြောရင်ဗျာကြွက်သားတွေကိုပဲကြီးစေတယ်ဆိုတဲ့ဆေးတွေပေါ့အဲ့ဒီဆေးတွေထွက်လာကံမကောင်းတာဒီဆေးတွေက dose နည်းနည်းမှာပဲသူတို့ပြောသလိုမျိုးဝက်ချန်ပေါက်တာတွေပါရမဖြစ်တာ dose နည်းနည်းလေးများလာတာ ਨੇ steroid နဲ့ဒါမှတိတ်ပြီးတော့မကွာတော့ဘူးအဲ့လိုဆေးတွေကတအုပ်စုတက်ရှိတယ် saran အုပ်စုပေါ့လေအဲ့ဒီမှာကျွန်တော်တို့ ligandrol တို့ AGD တို့အများကြီးပါနာမည်တွေရှိအဲ့တော့ထို့နည်းတူဆိုတာပဲ
ဒီဟာတွေတက်ပို့ပြီး safe ဖြစ်တယ်ဆိုတော့ pro hormone ဆိုတဲ့တစ်ဖွဲ့ကထက်ရှိပြန်ဒါတွေကအများကြီးခုနပြောလို့ကျွန်တော်တို့ steroid ကိုတန်းသွားလိုက် steroid ကိုတန်းသွားရင် steroid တွေဆိုတာကကျွန်တော်တို့ကခန္ဓာကိုယ်မှာရှိတဲ့ကြားဟော်မုန်းတွေကိုပဲအခြေတည်ပြီးတော့သူက break down လုပ်တာတဲ့ဆေးတွေပဲဟုတ်အဲ့ဒီထဲမှာကျွန်တော်တို့က muscle တွေကိုပဲကြီးထွားမှုကိုအဓိကလှုပ်ဆော်သောဆေးများ muscle density အတွက်ကိုပိုကောင်းစေသောဆေးများတဘာဝတဆိုးဆုံးနဲ့ bio identical အလားတန်ထပ်တူနေပါတူအောင်ထုတ်လွှတ်တာတော့ဆေးများဆိုပြီးတော့ break down ထပ်လုပ်တာဟုတ်အဲ့တော့ဒီအုပ်စုတစ်ခုချင်းစီမှာလည်းသူ့ရဲ့တက်ဆိုင်ရာဝိတေသလက္ခဏာတွေဂုဏ်ဘုတ်တွေအများကြီးရှိတော့ steroid ဆိုတာကျွန်တော်ခုနကပြောသလိုပဲကျွန်တော်တို့ performance drug တွေဆိုတာကျွန်တော်တို့ steroid တစ်မျိုးတည်းမဟုတ်အများကြီးရှိတယ်ဗျာဒီလားအများကြီးတော့ကျွန်တော်ပြောတဲ့ break down လုပ်တာတဲ့အုပ်စုတွေပေါ့နော်ဒီအုပ်စုတွေတိုင်းမှာကောင်းတာတွေရှိသလိုအနောက်မှာဆိုးတာတွေအကုန်လုံးကလည်းတွဲပြီးတော့ပါတယ်အဲ့တော့ PD ကြောင့်လေးလာမယ်ဆိုတော့ကျွန်တော်အရင်ကြာပါနော် PD ကတော့ကျွန်တော် generally overview ပြောရတော့ကျွန်တော်ခုနကပြောသလိုလေးပေါ့အဲ့လိုမျိုးလေးတော့ရှိခြုံငုံပြီးတော့သုံးသပ်ရမယ်ဆိုရင်ကျွန်တော်တို့ရှိမှာရှိနေပြီးသားဟာကို boost လုပ်လိုက်တဲ့ဟာတွေရှိမယ်ရှိနေပြီးသားဟာကိုအလားတူအများကြီးဝင်လာတဲ့ပုံစံထိုးသွင်းလိုက်တဲ့ပုံစံရှိမယ်ပေါ့နော်အဲ့လိုမျိုးအဓိကတော့ဟိုလုံးဝကြီး super human ဖြစ်သွားအောင်လုပ်တဲ့ဟာတွေပေါ့ဆိုတော့ဆက်ဆက်မေးခွန်းမေးရမယ်ဆိုရင်အဲ့လိုအထင်မှားတာပေါ့နော်လူငယ်တွေကဓာကြီးတွေတုံးလိုက်ရင်ပဲ magic ပေါ့တို့ Captain America လို့ချင်းဖြစ်သွားမလို့လူစွမ်းကောင်းကြီးလို့ဖြစ်သွားမလို့ဗလာကြီးတွေကဒိန်းကြီးသွားမလို့ဗလာကြီးနေတဲ့လူတွေရဲ့ steroid ဘာမှမသိရမှာမသိရင်ပဲဟိုထိုးလိုက်သလိုတောက်လိုက်သလို something တခုလွယ်ကူကြီးသွားသလိုမျိုးပေါ့နော်ထင်ကြတယ်ဟုတ်ဆိုတော့မလွယ်ဘူးတဘာဝတိုင်းဗလာကြီးကိုမလွယ်ဘူးဆိုရဲ concept ရှိလာဆိုတော့အဲ့ဒါလေးအပေါ်ရေဘူးကဆရာအနေနဲ့သုံးသပ်ချက်ပေါ့လူငယ်တွေကိုအဲ့တော့ဟောပေါ့နော်ကျွန်တော်တို့ရအားလုံးများဗျာတကယ်တမ်းကျတော့ body building လုပ်ရင်အချိန်ကာလတစ်ခုပြရမယ်ဆိုတော့အားလုံးသိတယ်ဟုတ်အားလုံးသိတယ်ဘယ်သူမဆိုဖြတ်လန်းကလမ်းတာတယ်ဆိုရင်လိုက်ချင်ကြတာဟုတ်နော်ကျွန်တော်တို့လိုက်ချင်တာဖြတ်လန်းလိုက်နော်ဘာဖြစ်ပါနော်လူငယ်တွေအပြစ်ပြောလို့တော့မရဘူးနော်တို့တွေက body transformation လုပ်မယ်ကျွန်တော်က4-5နှစ်အချိန်မရဘူးဆရာရယ်ကျွန်တော်လုပ်လိုက်မယ်လုပ်လို့ရအဲ့တော့ခုနကပြောသလိုပေါ့နော်သို့တော့ steroid လိုမျိုးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာတဘာဝတက်ဆိုဆုံး1000လောက်ရှိနေတဲ့လူတယောက်ကကျွန်တော် natural ကစားရင်ဟုတ် तू ကတက်လာမယ် muscle 2ဆိုတာရှိတယ်အောက်မှာ muscle အခန်းပေါ့လေတစ်နှစ်ဆိုရင်ဘယ်လောက်တက်ရမလဲကစားပြီး2နှစ်ဆိုဘယ်လောက်3နှစ်ဆိုဘယ်လောက်အဲ့လောက်တက်အဲ့လောက်တက်နေတဲ့အချိန်အတွင်းမှာ तू ကတခါတည်းဘာလို့တင်ယူဖို့လိုလဲဆိုတော့ training နီးစနစ်တွေ trainer တွေကပေးတဲ့ diet လုပ်တဲ့စနစ်တွေ recovery လုပ်ဖို့အနားယူတဲ့စနစ်တွေ consistency ပေါ့ဗျာဒါကိုဆွဲမြဲစော့နိုင်တယ်သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ knowledge တွေဒါတွေကိုအကုန်လုံးဒီ3နှစ်အတွင်းမှာအကုန်လုံးအပြည့်အဝထည့်တာဖို့လို့အဲ့လိုထည့်ပြီးတဲ့အခါမှာသူတို့က neutral potential ဆိုတာရှိတယ်ဟုတ်ဟိုကျွန်တော်တို့က maximum လူတယောက်ကြီးနိုင်တဲ့ကြွက်သားပမာဏဆိုတာရှိတယ်နော်အော်ကိုကဒီ maximum potential ကို hit ဖြစ်သွားပြီဆိုရင်တိုင်ပွဲဝင်လုပ်မယ် steroid သုံးကျင်တယ်အဲ့ဒါဆိုရင်လိုအပ်သလားသုံးဖို့အတွက်သူက eligible ဖြစ်သလားဆိုတဲ့အဓိပ္ပာယ်ကဒီထိုးသွင်းလိုက်မဲ့ဆေးတွေကိုသူ့ခန္ဓာကိုယ်ကအကောင်းကောင်း handle လုပ်နိုင်တာသူ့မှာဒီဆေးတွေကိုမသုံးဖို့အတွက်တခုခုများ contra indication ပြဿနာတခုခုများရှိနေသလားကိုကျွန်တော်က check in လုပ်အောင်လုပ်ပြီးဆိုမှ okay တယ်ဆိုရင်ဒီကလေးကဆေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနားလဲတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီလိုဖြစ်တာကိုလည်းကျွန်တော်ဖြစ်လာရင်ကျွန်တော်ရှင်းမယ် okay တယ်ဆိုရင်တော့သုံးပါအဲ့လိုသုံးလိုက်ရင်တော့သူက professional level တခုကိုအများကြီးရောက်သွားလိမ့်မယ်အခုလို့ကြတော့ဂျင်ကစားတဲ့တက်တန်းကဥပမာ2လရှိနေတယ်ဂျင်တွေမှာလည်းကျွန်တော်တွေ့နေတယ်ဗျာကြည့်လိုက်ရင်ကလေးကဘာမှမဟုတ်ဘူးဝတ်တုံနေရောဒါတယောက်ဝင်လာညီလေးမင်း steroid သုံးလိုက်မင်းဝိမ body ကောင်းတဲ့လူတွေကဒီတိုင်းဟိုဖြစ်တာမဟုတ်ဘူးအကုန်လုံး steroid ထိုးတာကလေးတွေကိုလိုက်ပြီးတော့လူငယ်တွေဂျားထဲမှာတော့ချင်း steroid ထိုးပါသုံးပါဆိုတဲ့ဥစ္စာကအရန်လွယ်ကူတဲ့ information တခုလိုဖြစ်နေတယ်ပေါ့နော်ဖြစ်နေတာအဲ့တော့သုံးရင်ဘာဖြစ်မလဲဆိုတော့ခုနကပြောသလိုမျိုးပေါ့နော်ကျွန်တော် coaching လုပ်ပေးခဲ့တဲ့တက်တန်းတစ်ချောင်းမှာတချို့လူတွေဆေးထိုးလိုက်တယ်ရိုးတက်ဆိုဆုံးတစ်မျိုးပဲထိုးတာနော်2ရက်ဆိုရင်မျက်နှာကြီးဖော်ပြီးကြောက်ကရောက်လာတာတွေကြုံဘူးတယ်တချို့ဆိုအသေးတွေရောက်လာတာကြုံဘူးတယ်ဘယ်သူမှမဖြစ်တဲ့ဆေးနော်ကိုယ်လှည့်ကြမှလည်းဖြစ်တာတွေကြုံဘူးတယ်အော်ဆိုတဲ့အဓိပ္ပာယ်ကဗျာသူများတွေနဲ့တဲ့ကောင်တဲ့လိမ့်မယ်ကိုနဲ့တဲ့ချင်မှလည်းတဲ့ဟုတ်အော်ညီလေးတို့အနေနဲ့ဒီ risk ကိုမယူစေချင်ပါဘူးเนาะ risk ကိုမယူစေချင်ဘူးနောက်တစ်ခုပို့ပြီး information တစ်ခုပေးချင်တာကလေဒီ steroid ထိုးလိုက်လို့ကြီးလာတဲ့ muscle တွေက permanent မဟုတ်ပါဘူးခဏပါအဲ့ဒါအရေးကြီးတယ်အော် steroid ရက်လိုက်လို့ဒီဆေးရဲ့အချိန်တွေကုန်သွားတယ် maybe 2လလည်းဖြစ်နိုင်တယ်3လလည်းဖြစ်နိုင်တယ်
ကြာလာတဲ့နဲ့အမျှသွေးထဲမှာတက်ဆိုဆုံး level တွေဆင်းလာတာနဲ့အမျှကိုယ့်ရဲ့မာဆယ်တင်းရင်းမှုတွေကစားအားတွေကလည်းတဖြည်းဖြည်းပြန်ပြီးဆင်းလာဒါဆိုရင်ညီလေးတို့စဉ်းစားမှာဒီ2လ3လလောက်နဲ့ဒီကြွက်သားတွေကြီးလာတဲ့လွတ်တစ်ခုကိုရဖို့အတွက်ညီလေးတို့ပတ်စံနေကျမ်းမာရေးတွေအချိန်တွေညီလေးတို့ရဲ့တဘာဝကစားသမားဆိုရဲဂုံတွေပေါ့နော်အဲ့ဒီကောင်တွေကိုအကုန်လုံးညီလေးတို့ကရင်းလိုက်ရမှာနော်အဲ့တော့ရင်းလိုက်ပြီးဒါတော့ဟိုအပျော်တမ်းကစားသမားတွေတော့ကိုယူရတာပေါ့နော်အဲ့တော့ဖြစ်နိုင်မသုံးစေချင်ပါဘူးသုံးချင်တဲ့ဘာဆိုရင်လည်းအနည်းဆုံးဆရာဝန်တယောက်အနေနဲ့ပေါ့နော်ဘယ်အသက်အရွယ်ကကျွန်တော်မေးများတဲ့မေးခွန်းဘယ်အသက်အရွယ်က steroid သုံးဖို့အတွက်ကိုတင့်တော်တယ်လဲလို့မေးတယ်အဲ့တော့ကျွန်တော် position 3မျိုးနဲ့ဖြေပြမယ်နံပါတ်1လူတွေကိုကုတဲ့ဆရာဝန်အနေနဲ့ပြောရင်တော့ကျွန်တော်တို့မှာ steroid သုံးသင့်တဲ့အသက်အရွယ်ဆိုတာမရှိပါဘူးနော်တည်တဲ့အထိ steroid သုံးကြမလို့ပါအဲ့ဒါတခုနောက်မဟုတ်ဘဲနဲ့ fitness level ကို coaching ပေးနေတဲ့ဆရာဝန်တယောက်အနေနဲ့ပြောပါဆိုရင်အနည်းဆုံးတော့25နှစ်အထက်မှာမှ PED တွေကိုကင်သိချင်ပါတယ်အော်ပြောချင်တဲ့အဓိပ္ပာယ်ကဆိုလိုရင်းရှိတယ်ကျွန်တော်တို့ရဲ့ဒီအုံနှောက်ရဲ့အရှိမ prefrontal cortex ဆိုတာရှိတယ်အုံနှောက်ရဲ့အစိတ်ပိုင်းပေါ့နော်ကျွန်တော်လူတယောက်ရဲ့ perception တွေ personality တွေ memory တွေကို control လုပ်တဲ့အပိုင်းအဲ့ဒီအပိုင်းကိုကျွန်တော်တို့ကအသက်25နှစ်ရောက်မှသာ fully develop ဖြစ်တာကောင်းကောင်းဖွံ့ဖြိုးတာဗျာအဲ့လိုဖွံ့ဖြိုးတဲ့အချိန်မရောက်သေးဘဲနဲ့ကျွန်တော်တို့က session နှစ်အောက်ကလေးတယောက်ကိုသွားပြီးတော့အဲ့ neurotoxic ဖြစ်တဲ့အုံနှောက်ကို toxic ဖြစ်စေတဲ့ decadurobolin လိုမျိုး trambolone လိုဟာမျိုးတွေ NPP လိုဟာမျိုးတွေတော့ထိုးလိုက်ရင်ဒီကလေးမှာအချိန်တစ်ခုရောက်လာရင် neurodegenerative disorder လို့ခေါ်တယ်။အုံနှောက်အာရုံကြောတွေပျက်စီးတဲ့ပြဿနာဖြစ်လာတယ်။ဟုတ်။ငါတို့ကတော့အခုလောလောဆယ်မာဆယ်ကောင်းရင်ပြီးရောပဲအဖိုးကြီးဖြစ်မှာပဲဟိုဘိုးဘွားရေးတာဖြစ်မှာပဲကိုယ့်ကိုရှင်းဆိုရင်ဒါတော့တဘောပါဒီဥစ္စာနော်။ဒါပေမဲ့သူများတွေအသက်60လောက်မှာအသက်80လောက်မှာအသိမေးတဲ့အချိန်မှာကိုကအသက်50နဲ့အသိမေးနေမှာ။ကိုကအသက်40နဲ့တငယ်ပြန်ပြီးကြောင်နေမှာ။ဟောဒါမျိုးတွေဖြစ်လာ။ဒါကတော့ fitness doctor တယောက်အနေနဲ့ကျွန်တော်တို့ကပြောပေးတာပေါ့နော်နောက်တစ်ခုအနေနဲ့ဟိုအပျော်တမ်းကစားသမားတယောက်အနေနဲ့ဒီ steroid user တွေကြားထဲမှာကျွန်တော်ဆိုအခုဆိုရင်ကျွန်တော်ဂျင်ကစားတဲ့တက်တန်းဆိုရင်2006ကစဆောတာ2006ဆိုရင်26 16နှစ်လောက်ရှိပြီ16နှစ်လောက်ရှိပြီအကောင်တော့ဘာမှတိတ်မကြီးသေးဘူး16နှစ်အခုချိန်ကြီးတော့ဘာမှဖြစ်သေးဘူးအဲ့တော့အဲ့ဒီ16နှစ်ဆိုတဲ့ကာလအတွင်းမှာကျွန်တော်တွေ့ခဲ့တဲ့ experience အရပေါ့နော်အကြံပေးပါဆိုရင်တော့အနည်းဆုံးတော့ဗျာကလေးလူငယ်တယောက်ကဂျင်ကစားရင်တက်တန်းက9နှစ်ပေါ့နော်9နှစ်3နှစ်ကနေ9နှစ်လောက်တော့ခုနကပြောသလိုမျိုး diet training recovery တွေကိုကောင်းကောင်းသင်ယူစေချင်တယ်သင်ယူပြီးမှ steroid သုံးလိုက်တဲ့အခါကျရင် response အရန်ကောင်းပါတယ်အရန်ကောင်းတယ်စေးနည်းနည်းလေးနဲ့လည်းအကြီးဖြစ်နိုင်တယ်ဟုတ်နော်ကို့မှာအောက်ခံမှာဆယ်မရှိဘဲနဲ့ကစားအားလည်းမရှိဘူးဘလို့အနားယူရမှလည်းမသိဘူးစားလည်းမစားနိုင်ဘူးဆိုတဲ့လူတွေ steroid သုံးလိုက်ရင်ကြီးတော့ကြီးလာတယ်ဗျဟုတ်ဒါပေမဲ့ကြမခံဘူးဒီဘက်ကထင်တဲ့လောက်လည်းကြီးလာမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်ဖြစ်စေချင်တာကတော့အနည်းဆုံး3နှစ်ပေါ့เนาะပြီးတော့9နှစ်3နှစ်ဆိုတာเนาะဒီ2021မှာဂျင်ဘိုးတွင်းပြီး23မှာပြန်လာတာကိုပြောတာမဟုတ်ဘူးเนาะအဲ့ဒါလည်းရှိတယ်အဲ့ဒါကျွန်တော်ပြောတယ်ကျွန်တော်ဒီမှာကိုချင်းလေယူတဲ့လူတွေပြောတယ်ညီလေးမင်းဂျင်ကစားဘယ်နှစ်ရှိပြီလဲဆိုတော့ကျွန်တော်က9နှစ်ရှိပြီတော့ကျွန်တော်ကဆေး3ချင်းโอเคမင်းတော့ဆိုရင်3กว่าဒါဆိုရင်ငါတို့တိုင်ပင်ကြတာပေါ့ consultation လုပ်မယ်လို့ပြောဘာပြောတယ်မှလို့ကျွန်တော်9နှစ်ကတဲ့ပြက်လိုက်လာလိုက်နေတဲ့ကျွန်တော်တစ်နှစ်ကိုမှ2လလောက်ဆော့ပြစ်တာတယ်အော်အဲ့လိုရှိတယ်နောက်တစ်ယောက်ကျတော့လေညီလေးအကောင်းကြီးမင်းတပ်ဘယ်လောက်ရှိပြီလဲကျွန်တော်24နှစ်ရှိပြီကြာဟောအေးဟုတ်ပြီကျွန်တော်မာဆယ်တွေဘယ်လိုကြီးနေတာကျွန်တော် strength တက်ချင်တာပါညာပေါ့နော်ဟုတ်ပြီညီလေးအကောင်ကလည်းအကြီးပေါ့နော်အကြီးဆိုတော့လေကိုကယုံတာပေါ့ယုံတယ်ဆိုတော့အေးဒါဆိုရင်တော့ဒီဆေးလေးကဒီလိုရှိတယ်ပါညာပြောပြတယ်ပေါ့နော်ပြီးလေပြီးတော့ကျွန်တော်တပည့်တယောက်လည်းပြောဆရာတဲ့အဲ့ဒီကောင်ကလည်း16နှစ်ပဲရှိတယ်ဟုတ်ဟာကိုဂျင်းထဲသွားတာကိုကကျွန်တော်ပြောတာတော့မင်းတို့အသက်20ကျော်မှပဲလာပြောအဲ့ဆိုငါအကြံဉာဏ်ပေးပေးမယ်လို့ကိုဂျင်းထဲသွားညာပြီးဂျင်းထဲသွားအဲ့ဆိုတဲ့အသေးပဲလေကျွန်တော်တို့ပြောထားတဲ့ဥစ္စာကတတ်နိုင်တဲ့တော့ natural နဲ့ကိုရနိုင်တဲ့တော့တိဆောက်ပါကြာတိဆောက်နိုင်လေကောင်းလေပါပဲเนาะပို့ပြီးတော့ response တွေလည်းကောင်းတယ် old school တွေကြည့်ရင်သိတာတယ်ဗျာ old school တွေဆိုတာ steroid တွေမပေါ်ခင်တော့သူတို့တွေကတဘာဝတိဆောက်တာတဲ့လူတွေ old school နဲ့ new school ကို old school ကိုကျွန်တော်တို့ steroid နည်းနည်းထိုးကြည့် response အရင်ကောင်းတယ်သိလားဟို steroid မသုံးဘူးတဲ့ old school ပြောတာเนาะအဲ့လိုမျိုးပေါ့เนาะငကိုမာဆယ်ကို natural တိုင်းတိဆောက်တာတဲ့မာဆယ်မှာရှိတဲ့ androgenic receptor ခေါ်တယ်ဒီကောင်လေးတွေရဲ့တိတ်တဲစားက
ကျွန်တော်တို့ steroid user တွေနဲ့မတူဘူး steroid user တွေဆိုရင်အဲ့ဒီ receptor တွေအရန်များလာပြီးတော့ဆေးကုန်တာနဲ့ proof လို့ပြန်ရှုံသွားဟုတ် natural တမားကြတော့မရှုံဘူးဟုတ်အဲ့တော့အဲ့ပုံစံမျိုးလေးပဲတေချာလေးလိုက်နာစေချင်ပါတယ်နော်ဒီပိုင်းလေးမှာတော့ဒါတတ်နိုင်တဲ့လောက်လုံးဝဂိတ်ဆုံးအောင် training diet recovery ကိုချောင်းချောင်းပြည့်အောင်အရင်လုပ်ပြီးမှ3ညလည်း3ညလည်းမ3နဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဆရာဝန်တယောက်အနေနဲ့အသက်ဘယ်လောက်မှ3တင်တယ်ဆိုတာကိုလည်းတေချာရှင်းပြပေးဖြစ်တယ်နောက်တစ်ခုကဒါကတော့မြန်မာပြည်ကလူတွေအတွေ့အကြုံနားလည်အောင် fitness နယ်ပယ်ရအနေနဲ့ဆိုပြီးပြောတာပေါ့နော်တချို့ကလည်း sensitive ဖြစ်တယ် fitness ဆိုတဲ့စကားလုံးကsteroid နဲ့ဘာမှမသက်ဆိုင်ဘူးဒါ body weight နဲ့သက်ဆိုင်တယ်နားလည်ပေးပါခွင့်လွှတ်ပေးပါဒါကတော့အလွယ်နားလည်အောင်ကျွန်တော်တို့ပြောရတာဖြစ်တယ်နောက်ပြီးတော့နောက်ဆုံးဟာလေးပေါ့နည်းနည်းလေးတော့ကလေးဆန်တယ်ဒီမေးခွန်းလေးက supplement နဲ့ PED ဘာကွာလဲဒါကတော့မသိဘူးလားလို့လည်းတချို့ကလည်းပြောရမယ်ဒါမေးခွန်းကြီးကအခြေအနေရှိဘူးလေထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ supplement ဆိုပြီးတော့ကောင်းကောင်းကြီးဂျင်းထည့်ပြီးသိမ့်နေတဲ့ဒီဝိသမလောဘသားတွေအများကြီးရှိတယ်ကလေးတွေကိုတောက်ဒါ protein လည်းတောက်ဒီဟာလေးလည်းအဖြူလေးလည်းတောက်အစိမ်းလေးလည်းတောက်ဆိုပြီးထည့်နေတာရှိတယ်ဆိုတော့လူငယ်အနေနဲ့မသိဘူးလေဒါယုံပြီးတော့တောက်လိုက်တာပဲဆိုတော့ရေဘူးအားအပြင်ပေါ့နော်ဘယ်လိုခွဲလို့ရနိုင်လဲတော့ဟုတ်ပြီအဲ့တော့ supplement နဲ့ PED ပေါ့နော် PED ပေါ့supplement တွေထဲမှာတော်တော်များများကဖြည့်ဆွတ်စာပေါ့ဖြည့်ဆွတ်စာဆိုတော့ကျွန်တော်တို့ကgym ကစားတဲ့လူတွေကအဓိကအသားဓာတ်ပေါ့နော်အသားဓာတ်ပေါ့နော်အသားဓာတ်မှာဆိုရင် protein တွေ whey protein တွေရှိမယ် whey protein ထဲမှာသူကတချို့တော့ amino acid အမျိုးကွဲလေးတွေပေါ့ BCA တို့ EAA တို့ရှိမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ကတချို့တော့အစီကျစေတဲ့fat burner တွေပေါ့နော် fat burner ဆိုပေမဲ့လည်းဒီဟာတွေကတဘာဝဒီဘယ်လိုပြောမလဲ harvey တွေကထုတ်တာတဲ့ဟာတွေပေါ့နော်အဲ့လိုတချို့ fat burner တွေရှိပါတယ်နာမည်တွေလေဒါမျိုးလေးတွေရှိတယ်တချို့ကျတော့ creatine လို့ supplement မျိုးတွေပေါ့ဒါကတော့လည်းအားလုံး scientific proof လုပ်တာတဲ့ဟာတွေ creatine တောင်းရင်အဆင်ပြေတယ် okay တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီကောင်တွေကတော့ PED မဟုတ်ပါဘူးနော် PED မဟုတ်အဲ့တော့ PED ဆိုတာကဘာလဲဆိုတော့ခုနပြော supplement ဆိုတာတစ်ပိုင်းအဲ့ supplement ထဲမှာကျွန်တော်တို့တချို့တော့ vitamin တွေပါတယ်လေ vitamin တွေခန္ဓာကိုယ်မှာလိုအပ်တဲ့သတ္တုဓာတ် mineral ပေါ့ mineral ဆိုတာ zinc တို့ magnesium တို့ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကကျွန်တော်တို့ဒီ glycine တို့ဒီဟာတွေကကျွန်တော်တို့ဘယ်လိုပြောမလဲ body builder တွေဂျင်ကစားတဲ့ခါကျရင်တကယ်လို့များအာဟာရတွေ diet တွေ restrict လုပ်တဲ့အခါမျိုးမှာတချို့တော့ vitamin တွေ mineral တွေချို့တဲ့မလားဆိုရဲရွယ်ချက်နဲ့ဖြည့်ဆွတ်ပေးတာဖြည့်ဆွတ်စာ whey protein ဆိုရဲထုတ်နေလကောင်အသားဓာတ်တွေမစားနိုင်ဘူးအသားတွေလုံလောက်မစားနိုင်ဘူးတနေ့မှာခန္ဓာကိုယ် body လေးချိန်နဲ့တွက်ပြီးမစားနိုင်ဘူးဆိုရင်စားရတာအခက်အခဲရှိတယ်လောက်ရတာလည်းအချိန်မပြေဘူးဆိုတဲ့လူတွေအတွက်တော့ဖြည့်ဆွတ်တဲ့အနေနဲ့ whey protein တွေတောက်ကြအောင်ပေါ့နော်ဒါကတော့ supplement တွေကတောက်PED ဆိုတဲ့ဘောကပါလဲဆိုတော့လေကျွန်တော်တို့ခုနပြောခဲ့တဲ့ family 3ထဲမှာပါတဲ့ဟာတွေအကုန်လုံးပါပါတယ်เนาะကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ hormone system တခုလုံးကို boost လုပ်နိုင်တဲ့အရာမှန်တယ်ဗျတဆိုဆုံး booster တွေဆိုလိုတာမဟုတ်ဘူးเนาะ boost ဆိုတာအဲ့ဒီထဲမှာတဆိုဆုံးထွက်ကျင်လို့ထိုးထည့်လိုက်တာပြင်ရတယ်တခါပေါင်းထည့်ပြီးအများကြီးဖြစ်အောင်လုပ် natural တဆိုဆုံး booster တွေက supplement တွေမှာပါတယ်เนาะသူတို့ FDA approve တွေဖြစ်တဲ့ပြဿနာမရှိဘူး PED ဆိုတဲ့ family တခုလုံးက FDA approve မဟုတ်ပါဘူးအဲ့ဒါလေးသတိထားဖို့လိုတယ်register လည်းမလုပ်တာဘူးเนาะသူကဒီ PED ထဲမှာခုနပြောတဲ့မိသားစုတွေအကုန်ပါတယ်လို့တချို့တော့ fat burner တွေအစီကျစေတွေပါတယ် clenbuterol လို့ဟာမျိုးဆေးဖြူလုံးလေးတွေ albuterol ကျွန်တော်တို့မှာတော့တိတ်မတုံကြဘူး thyroid hormone T3 T4 เนาะဒါမျိုးလေးတွေပါတယ်အဲ့တော့အဲ့ဒီဟာတွေအပောင်ဝင်ကျွန်တော် PED လို့ယူဆတာအဲ့တော့ညီလေးတို့ကတကယ်လို့ PED ကိုတွက်ထိလိုက်မယ်ဆိုရင်တော့တခုခေါင်းထဲမှာမှတ်ထားမှာကငါက illegal ဆေးတွေကိုထိနေပြီ FDA approve မဟုတ်တဲ့ဆေးတွေကိုထိနေပြီ unregister လုပ်ထားတဲ့ဆေးတွေကိုထိနေပြီလို့ခေါင်းထဲမှာမှတ်တာillegal ဆိုတဲ့ခေါင်းစဉ်တခုကဒီတိုင်းပြောလိုက်ရင်ဘာမှမဖြစ်ပေမဲ့ FDA approve ဟုတ်ခြင်းမဟုတ်ခြင်းရတယ်ဘာကွာလဲလို့မင်းဆရာကိုကျွန်တော်ကတဆိုးဆုံးထိုးသေးတစ်လုံးပေးလိုက်မယ် test E ပေါ့နော်ရောက်ဆရာထိုးလိုက်ဆို test E ကကျွန်တော်အဖိုးကြီးတွေလည်းထိုးတယ်ဗျာဒီတိုင်းမှာအဖိုးကြီးတွေလည်း test performance တွေကြာရင်ကျွန်တော်ထိုးပေးကြရတယ်နော်ငါလည်း test E ထိုးမယ်ဘာဖြစ်လဲပေါ့အဲ့မှာ pharmaceutical grade နဲ့ဆေးပညာသုံးတဲ့ test E grade နဲ့ body building grade နဲ့မတူပြန်ဘူး body building grade တွေတော်တော်များများကဒါတော့ပွင့်လင်းပြောရင် first copy တွေဖြစ်တာများတယ်နော်ဒီဟာတွေနဲ့ပတ်သက်ပြီးဒီထဲမှာတဆိုးဆုံး inantate 160မှာ250 mg ပါ၏မပါ၏ဘယ်သူမှမပြောနိုင်ကံကောင်းရင်မိုးရည်လည်းဖြစ်နိုင်တယ်နော်မိုးရည်ဖြစ်တာအနေနဲ့မရှိဘူးအနေနဲ့ရှိစေမဲ့ chemical ဓာတ်ခွဲပစ္စည်းတွေကိုဈေးတက်တာတဲ့ဟာတွေရောသုံးထားတဲ့ဟာမျိုးကိုထိသွားရင်ဒီကောင်တွေကရေရှည်မှာဘာဖြစ်လာလဲဆိုတော့ဒီဆေးတဲ့ impurity လို့ခေါ်တယ်ပေါ့အတန့်စင်မှုပေါ့နော်ကြာလိုက်ရင်ကျွန်တော်တို့ကကင်ဆာဖြစ်တယ်ဘာကင်ဆာလဲမမြင်နဲ့ကင်ဆာတိုင်းဖြစ်တယ်ကာစီနိုဂျင်လို့သတ်မှတ်ထားတယ်ကင်ဆာဖြစ်စေတော့ဆေးဝါးများပေါ့
အဲ့တော့ FDA approve ဟုတ်ခြင်းမဟုတ်ခြင်းကလည်းလူတစ်ယောက်ရဲ့ကျန်းမာရေးအတွက်အများကြီးတာသွားတယ်နော်နောက်တစ်ခုပိုပြီးမြင်တာအောင်ပြောရရင်ဗျာ illegal ဆေးတရားမဝင်လောက်တဲ့ဆေးတရားမဝင်ခိုးထုတ်တဲ့ဆေးဆိုတာလေကျွန်တော်တို့ရေချိုးကန်းထဲမှာသွားပြီးပလင်းနဲ့အနဲ့ဆုပ်ပြီးထိုးထည့်ထားတဲ့ဟာတွေလည်းဖြစ်နိုင်တာပဲနော်ဟိုကဘုံမိုင်နဲ့ရေတွေယူပြီးဆုပ်ပြီးထိုးထည့်တာအဲ့တော့ကိုကယုံကြည်မှုရှိနဲ့ဆုပ်ပြီးတော့ကိုယ့်ရဲ့တင်ပါတဲ့ကိုထိုးထည့်နေကြတာလေနော်အဲ့တော့အဲ့လိုမျိုး over confident တွေကကျွန်တော်တို့မဖြစ်သင့်ဘူးနော်ကျွန်တော်တို့ကသတိထားထိုးတော့ထိုးနေတယ်ငါ risk ကိုယူနေတယ်ဒီဟာတွေကဒီပြဿနာရှိတယ်ဆိုတာအကုန်လုံးသိစေချင်နော်အဲ့ဒါကြောင့် supplement နဲ့ BD ဘာကွာလဲဆိုရင်တော့လေရှင်းစရာမလိုပါဘူးနော်ရှင်းစရာမလိုတခြားစီပါ supplement မှာခုနကပြောလို့ vitamin တွေ mineral တွေခုနကပြောလို့ whey protein အုပ်စုတွေဒါတွေပဲရှိမှာပေါ့တဘာဝကျွန်တော်တို့ boost လုပ်ပေးနိုင်တဲ့ testosterone booster တွေဒါတွေပဲရှိတယ်ကျန်တာဘာမှမရှိဘူးဗျာသိတယ်မလား steroid ဆိုတာကျွန်တော် page မှာလည်းတင်ထားပါတယ် steroid ရဲ့ဟိုဟာတွေကိုကျွန်တော်ဟိုဆရာလေးနဲ့ကတာရှိတယ်အဲ့ဒီမှာနာမည်ပါအကုန်လုံး steroid ပဲဆေးအလုံးလေးတွေဖြူလေးတွေထိုးဆေးလေးတွေအားလုံး steroid ပဲနော်တချို့ growth hormone တွေလည်းရှိတယ်အဲ့လိုမျိုး PED တွေပေါ့အဲ့တော့မသုံးသေးချင်ပါဘူးကဲအဲ့ဆိုရင်ဒါအနှစ်ချုပ်အနေနဲ့ဒီဘိုင်းမှာဒီအကြောင်းလေးကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီကစားသမားတွေပြန်မဝင်ကစားသမားတွေတုံးနေတဲ့ဆေးတွေတွေ့ဘူးလေဆေးတွေဆိုတာဒီ supplement တွေပေါ့နော် supplement ဒီဘူးကြီးတွေအမှုံတွေ capsule တွေမျိုးစုံဒီဆေးဘူးကြီးတွေတွင်ဆေးသုံးတယ်ဆေးမဟုတ်ပါဘူးဖြည့်ဆွတ်စာ supplement တွေပေါ့နော်လိုအပ်တဲ့ဟာတွေကိုဖြည့်ဆွတ်တာPD ဆိုတာလုံးဝညီမလိုကြီးပြောရမယ်ဆိုရင်သူကအလုံးသေးသေးလေးတွေအထိုးဆေးတွေဗျာဒါကတော့ကျွန်တော်လည်းမြင်ဘူးတလောက်ညံပြီးတလောက်ပြောရတော့မမြင်ဘူးတာလည်းရှိမှာအဲ့တော့အလုံးပစ္စည်းလေးတွေဆိုရင်ထိုးဆေးတွေဆိုရင်တော့ဒါဓာတ်လိုက်တော့ပေါ့နော်ဓာတ်လိုက်တော့သဘောပေါက်လိုက်တော့ကျန်တဲ့ဟာတွေကတော့မဟုတ်ပါဘူးဒါလောက်နားလည်မယ်ဆိုရင်ရပါတယ်ဒါဆိုရင်ကျွန်တော်နောက်တစ်ပိုင်းကိုဆက်သွားလိုက်မသိဘူးရင်းထက်ခံလိုက်ရတာတော့၎င်းအကွာကိုလိုလား side effect တွေပါနားမလဲဘူးစော်ထိုက်လိုက်တယ်ကင်ထိုက်လိုက်တယ်ဆိုရင်လက်လွန်သွားပြီဘယ်လိုဆိုရင်ဘယ်လိုမျိုး recovery ယူရမလဲ